အဆောင်ကဒီမနက်ကတော့ဆန်ခပုတ်နဲ့ဒီတိုဖူနွေးပူပူလေးကိုစားမှဖြစ်ပါတယ်။လုပ်ရတာလည်းအရန်လွယ်ကူလို့လုပ်စားကြည့်ကြမယ်။အလွယ်ကူဆုံးမွေးဒီတိုဖူမုံနဲ့တိုဖူမုံလေးတွေကိုအဆောင်ကဒီလိုစကားလေးနဲ့အရင်ဆုံးတိုက်ချပေးလိုက်မယ်။ပြီးတော့အနံ့ရတာပို့ပြီးကောင်းတော့အောင်ကလပဲအစိမ့်မုံလေးကိုထည့်ထည့်ပေးလိုက်ပါမယ်။တချို့ကတော့ဒီတိုဖူမုံတစ်မျိုးနဲ့လောက်ကြတာရှိရပါတော့။အဆောင်ကဒီနှစ်ခုရောသုံးပါတယ်။ငပြရေးထက်မယ်စားထက်မယ်ပိုက်မနာအောင်ညကောင်းလေးနဲ့ထည့်ပေးလိုက်မယ်နော်ပြီးရင်တော့အဲ့ဒါတွေကိုအရသာတမသွားအောင်အရင်ဆုံးမွေပေးလိုက်ပါမယ်တိုဖူမုံနဲ့ကလပဲမုံလေးတွေကိုအစိမကြအောင်ဒီလိုလေးချောချောလေးဖြစ်နေအောင်မွေပေးလိုက်မယ်နော်နှုံးလေးနဲ့ထည့်ပါမယ်အဆောင်ကတော့လက်လွန်သွားလို့နှုံးလေးနဲ့များတော့ပါတယ်ကဲအခုတော့စကြုံမယ်နော်ရေမှာစီလေးနဲ့ထည့်ပြီးတော့အဲ့ဒါကိုရေလေးပွက်အောင်ဆူအောင်လုပ်ထားလိုက်မယ်အဲ့ဒီခါကျမှသူကပဲစိမ့်နဲ့မနံဘူးပေါ့နော်ဒီလိုလေးမွေပေးမယ်ပြီးရင်တော့အစမ်းပြက်လေးမွေလေးလိုက်ရုံပါပဲနော်အရင်ကမှလိုက်ကြပါတယ်တိုဖူသားလေးနည်းနည်းပြစ်လာပြီဆိုရင်အပြည့်အကျဲကတော့ကိုလိုချင်လို့ရပါတယ်ဒီထည့်တဲ့ခါမှာအဆောင်တို့ကရေနွေးလေးနဲ့ပဲထည့်ရပါမယ်မဟုတ်ရင်ပိုင်းလာတတ်တယ်နော်ရေနွေးလေးကိုပေးမှအတင်ထားပြီးတော့မှကိုလိုဒီလောက်အပြည့်အကျဲချိန်ပြီးတော့မှကိုကအကျဲချင်နေဆိုရင်ရေနွေးထည့်ပြီးတော့ဒီမျိုးထပ်လော်ပေးရမှာပါအဆောင်ကတော့ဒီအနေထားကြိုက်လို့အိုးထည့်ချလိုက်ပါမယ်ကဲအခုပြီးရင်တော့အစာပလာလေးတူလိုက်ပြင်ကြမယ်နော်နေ့စားစားလို့ရပါပြီခုကတော့တွဲစားဖို့အတွက်တရားကဆန်ခပုတ်နော်ဒါလေးကိုအဆောင်ကမိကျင်ထားပေးလိုက်ပါမယ်သူကကြတော့ကောက်ညင်ခပုတ်မဟုတ်ဘူးသူကဆန်ခပုတ်ပေါ့နော်ဒါလေးကိုညင်းကျင်ပြီးတော့မှဒီဟာလေးနဲ့ညက်ထည့်ပြီးတော့စားမှာဖြစ်ပါတယ်ရှင်အီချာကွေးတွေခောက်ဆွဲတွေနဲ့စားရတာရိုးလာလို့အခုကတော့ဆန်ခပုတ်လေးနဲ့စားမှာဖြစ်ပါတယ်အရင်စားလို့ကောင်းပါတယ်လို့စားကြည့်ပါနော်ကဲအခုတော့အစာပလာလေးအားလုံးနဲ့ပြင်ပြီးသွားပြီဆိုတော့စားတော့မှာဖြစ်ပါတယ်ချိုလေးနဲ့လေတရားအဆောင်ကဒီဟာကိုစားရင်ချိုလေးစားဖို့ကြိုက်တယ်ဒါလေးကိုထည့်လိုက်မယ်ပြီးမှဆောင်ကြိုတင်ပြင်ဆင်ထားတဲ့ဒီစီကျက်ရဲ့ညို့ရဲ့ပေါ့နော်ကြာညို့ကကြတော့ဒီဇရီမိတ်ဝယ်တဲ့ဟာတိတ်မကြိုက်လို့အဆောင်ကိုယ်တိုင်ထညံ့နဲ့ကြိုထားတာပါစီကျက်ထည့်မယ်အချိုကြာညို့ရေလေးထည့်မယ်ပြီးရင်တော့ညို့ကောင်းထည့်မယ်စားလို့ရစားထည့်မယ်ဒါကညုတ်တီးစီမွေးနော်အရင်စားလို့ကောင်းတဲ့ညုတ်တီးစီမွေးလေးထည့်မယ်ပြီးရင်တော့နန်းနန်းလေးအုပ်ပါမယ်အဆောင်ကဒီဟာစားတဲ့ဟာလေးချိုလေးစားရတာကြိုက်တယ်ချိုလေးကောင်းတယ်တချို့နေရာမှာကျတော့အချိုမကြိုက်ဘူးဒီတိုခုနွေးမှာကျတော့အချိုနဲ့မှစားလို့အရင်ကောင်းတာပြီးတော့နန်းနန်းပင်အုပ်ပါမယ်အဆောင်ကမြေပဲဆန်ထည့်ပါမင်းခဲလို့မြေပဲဆန်ထည့်ပါတယ်မြေပဲဆန်ကိုလော်ပြီးတော့မှထောင်းထားတာပါအဆောင်ကတခြားမုတ်တင်မှာမြေပဲဆန်ထည့်စားရတာအရင်မုံပါတယ်မြေပဲဆန်လုံးဝမကြိုက်ပါဘူးဒါပေမဲ့ဒီတိုဖူလေးမှာတော့မြေပဲဆန်ရဲ့ဒီထညက်အချိုရည်မပါမှဖြစ်ပါအဲ့ဒါမပါဆက်တတ်ပါဘူးအားလုံးပဲဆက်ကြပါဦးနော်တတ